မင်္ဂလာပါဒီနေ့ကျွန်တော်တို့ပြောကြမယ့်အကြောင်းအရာကအမျိုးသမီးတွေမှာတော်တော်လေးအဖြစ်များပြီးစိတ်ပူစရာလို့ထင်ရတဲ့ခေါင်းစဉ်တစ်ခုပေါ့အဲ့ဒါကတော့တားဝဲမှာရေအိတ်တီတာပါကဲဒီအကြောင်းကိုတေချာလေးရှင်းရှင်းလင်းလင်းဖြစ်သွားအောင်တစ်ခုချင်းစီကြည့်လိုက်ကြအောင်ကဲတားဝဲမှာရေအိတ်ရှိတယ်လို့ကြားလိုက်ပြီဆိုတာနဲ့စိတ်ထဲမှာတိုင်းကနေဝင်လာတဲ့မြေကုန်းကဘာဖြစ်မလဲဟုတ်ပါတယ်ဒါကင်ဆာများဖြစ်နေမလားဆိုလဲစိုးအိမ်စိတ်ပါပဲဒါကတော့တော်တော်များများတွေးမိကြတဲ့အဓိကစိုးအိမ်မှုကြီးတစ်ခုပေါ့နော်ဒါပေမဲ့လေဒီနေရာမှာအားလုံးကိုစိတ်ရစေချင်တာထူတာကတော့တွေ့ရတဲ့ရေအိတ်အားလုံးနှိပါကကင်ဆာမဟုတ်ပါဘူးတကယ်တော့အန်တီယာမရှိတဲ့ရိုးရိုးရေအိတ်လေးလာဖေးလေးရှိပါတယ်အဲ့တော့ရေရှိတဲ့ကြားရင်ချက်ချင်းထိတ်လန့်သွားဖို့တော့မလိုသေးဘူးပေါ့ကဲဒါဆိုရင်ရေအိတ်နဲ့ပြောနေတာအဲ့ဒီတားဝူအိမ်ရေအိတ်ဆိုတာတကယ်တော့ဘာလဲဘလို့ဖြစ်လာတာလဲအခြေခံလေးကနေစပြီးကြည့်ကြည့်အောင်အဖြစ်အများဆုံးရေအိတ်တွေကလေ functional cyst လို့ခေါ်တဲ့အမျိုးအစားပါအဲ့ဒါကယောဂတစ်ခုလို့တောင်ပြောလို့မရဘူးအမျိုးသမီးတွေမှာလက်ဆင့်ဖြစ်နေကြဓမတာစဝန်းအတွင်းမှာဟော်မုန်းတွေအပြောင်းလဲဖြစ်ကြတယ်အဲ့ဒီအပြောင်းလဲကြောင့်တဘာဝအတိုင်းကိုဖြစ်လာတာပြီးတော့အများစုကသူ့ဘာသာသူပဲလာပိုင်းအတွင်းမှာပြန်ပြောက်သွားတတ်တာမျိုးပါအဲ့ဒီ functional cyst အပင်ကိုရောတခြားဘလို့ရေမြွတ်စားတွေရှိသေးလဲကဲအဖြစ်များတာလေးတွေကိုတစ်ခုချင်းစီစက်ပြီးကြည့်လိုက်အောင်ပထမတစ်မျိုးကတော့ simple cyst ရိုးရိုးရေအိတ်ပေါ့နာမည်အတိုင်းပဲအရန်ရှင်းတယ်သူခါနိုင်မှာအရေးကြီးလေးတွေပဲရှိတာultrasound ရိုက်ကြည့်လိုက်ရင်လေအထဲမှာဘာမှအဖတ်တွေမပါတဲ့အမြဲရောင်အလုံးလေးကိုရှင်းနေအောင်မြင်ရမှာပါနောက်တစ်ခုက endometrioma ဒါကိုသွေးလုံးလို့လည်းခေါ်ကြတယ်သူခါနေမှာကသွေးရဟောင်းတွေစုနေတာအများအပြင်းတော်တမရလာတဲ့အချိန်မှာအရင်နာချင်းကြိုက်ခဲတာမျိုးတွေနဲ့တိုက်ရိုက်ဆက်ဆက်နေတတ်ပါတယ်ဒါမှမဟုတ် cyst ဆိုတာကတော့နည်းနည်းလေးထူးဆန်းတယ်စိတ်ဝင်စားစရာလည်းကောင်းတယ်ဘာလို့လဲဆိုတော့သူ့ထဲမှာစပင်တို့အယိုးလို့အသားစားတို့လို tissue တွေပါနေတယ်လို့ပါဒါပေမဲ့ဒါကမွေးရပါဖြစ်တတ်ပြီးအန်ဒီရှိတဲ့မျိုးစားတွေမှာတော့မပါပါဘူးနောက်ပြီးတော့ PCOS လို့လူသိများတဲ့ polycystic ovary syndrome မှာတွေ့ရတဲ့ရေအိတ်တွေပေါ့ဒါတွေကတကယ်တော့ရေအိတ်အကြီးကြီးတွေမဟုတ်ဘူးတားအုပ်မကျွေနိုင်ပဲကျန်းနေတဲ့တားအုပ်အိတ်တေးသေးလေးတွေတားအုပ်အိမ်မှာတန်းစီနေတာကိုပြောတာပါဒီလိုဖြစ်တဲ့အခါယာဒီမမန်တာဟော်မုန်းတွေမညီမျှတာနှုတ်ခမ်းမွေးရေးရေးလေးတွေပေါက်လာတာမျိုးတွေနဲ့ဆက်ဆက်နေလေရှိတယ်ကဲရေအမျိုးစားတွေတော့တည်သွားပြီအရေးကြီးဆုံးမေးခွန်းကဒါပဲဘယ်အချိန်မှစိုးရင်ရမှာလဲဘယ်လိုလက္ခဏာတွေဖြစ်လာရင်ဆရာဝန်စီတွားပြဖို့လိုပြီလဲဒါကတကယ်သိထားတဲ့အချက်ပါအထူးကတတိထားရမယ့်အချက်၃ချက်ရှိပါတယ်၁ရေအိတ်က6စင်တီမီတာ9စင်တီမီတာထက်ကြီးလာပြီဆိုရင်နေဘိုက်ကတင်းတင်းကြီးထိနေမယ်နားနေမယ်ဆိုရင်၃ဘိုက်ကလေးလံပြီးအောင့်တယ်လို့ခံစားနေရပြီဆိုရင်အဲ့ဒီအခါကျရင်တော့ကျွမ်းကျင်တဲ့ဆရာဝန်နဲ့တေချာပြသတိုင်ပင်တင်ပါပြီဟုတ်ပြီဆရာဝန်စီတော့တွားပြောလိုက်ပြီအဲ့ဒီမှာဘာတွေဆက်ဖြစ်မလဲဒါလေးကိုကြိုတီးထားရင်စိတ်ပူတာတွေနည်းနည်းတက်တာပေါ့ဆရာဝန်ကဘာလို့မလဲဆိုတော့ပထမဆုံး ultrasound ပြန်ရိုက်ကြည့်ပါလိမ့်မယ်အဲ့ဒီမှာရေကဘယ်လောက်ကြီးလဲဘယ်လိုပုံစံရှိလဲဘယ်မျိုးစဖင်နိုင်လဲဆိုတော့တေချာစစ်ဆေးမှာပါတကယ်လို့လိုအပ်လာရင်ပေါ့နော်ကင်ဆာနဲ့ပတ်သက်တဲ့အမှတ်သားတွေရှိမရှိသိအောင်သွေးစစ်တာမျိုးတွေလည်းလုပ်နိုင်ပါတယ်ကဲဒါဆိုရင်ဒီနေ့ပြောင်းခဲ့တာတွေထက်ကအဓိကမှတ်ထားရမယ့်အချက်တွေကိုပြန်ပြီးတော့အနှစ်ချုပ်ကြည့်ကြရအောင်တကယ်အရေးကြီးဆုံးမှတ်ထားရမှာကတော့ရေအိတ်ရှိတယ်လို့တွေ့တိုင်းအရန်ကြီးစိတ်မပူလိုက်ပါနဲ့ကိုမှဘာလက္ခဏာမှလည်းမရှိဘူးရေအိတ်ကလည်းတေးသေးလေးပဲဆိုရင်တကယ်ကိုဘာမှပူစရာမလိုပါဘူးပြီးတော့နောက်တစ်ခုဒါလည်းအရန်ရေးကြီးတယ်ဟိုလူပြောဒီလူပြောတယ်အတီမဖြုတ်နိုင်တဲ့သတင်းတွေနောက်ကိုလုံးဝလိုက်မလုပ်ပါနဲ့တကယ်လို့ရေအိတ်ကကြီးလာတယ်ဒါမှမဟုတ်လာပြီဆိုတဲ့လက္ခဏာတွေရှိမှသာအထူးခုဆရာဝန်နဲ့ထေချာတွားပြပြီးဆွေးနွေးပါဒီအခြေလက်တွေအားလုံးကိုတည်ပြီးတဲ့နောက်မှာတော့ကိုကြားမရေးအတွက်နောက်ထပ်လမ်းကိုဘယ်လိုလိုက်မလဲအဓိကကတော့ကိုခမ်းမကိုလိုင်းတတိထားစောင့်ကြည့်တဲ့ပုံနဲ့လိုအပ်လာတဲ့အခါကျွမ်းကျင်သူတွေနဲ့တိုင်ပင်ဖို့မကြောက်ဖို့ပါပဲအားလုံးပဲကြားမရေးကိုရွေးဆက်ကြပါ